ရှုံးနေမှုတွေများစွာနေဆက်နေတော့ကမိတော့ချမလောင်ပေးလို့တန်တရားတွေများစွာခေါင်းထဲမှာပြင်းနေကြောင်းကိုပဲနားလေဒါရီရင်ချုံရမှာပဲမပူနဲ့ဒါပေမဲ့ဒီစိတ်ကိုမလျှော့ပါနဲ့မင်းမျောလင်းခြင်းများတစ်ချိန်ပြေဆိုတာမြဲယုံကြည်ရတဲ့ခုတွေအသက်ကိုယ်တော်စိတ်ချရပဲမင်းရဲ့ဘဝမှာဘာကိုယုံကြည်လဲယုံကြည်ရတဲ့ခုတွေအစွန်တိုင်းရှောင်းလန်းပါတနေ့တော့ရောက်ပါပါလူဆိုတာအမြဲယုံကြည်ရMarche